နောက်ထပ်မေးခွန်းတစ်ခုကတော့အစိုးရပြောင်းရေရာချီလို့ရတယ်လို့ပြောပါတယ်ရှင်ဗျာအဲ့တော့မတရားတာတွေအစိုးရလှုပ်ပြီးတော့ရေရာချီလိုက်လို့ရှိရင်အစိုးရဟာတကယ်ပဲပျောက်သလားသို့မဟုတ်အတိုင်းအတာတစ်ခုထိပျောက်သလားရှင်ဗျာနောက်တစ်ခုကကြတော့မြတ်စွာဘုရားရှင်ခင်မှာတော့မိုးချိုးပစ်တာကိုထက်လက်နဲ့ကာတယ်ဆိုတော့အဖြစ်ပြက်မျိုးလဲကြားဥပါတယ်ရှင်ဗျာရှင်းပြပြီးတော့မူပါအစိုးရပြောင်းရေရာချီတယ်ဆိုတော့ဘုရားဘာသာနဲ့မဆိုင်ဘူးနော်မှန်ပါဗျာနော်ရေရာချီတယ်ဆိုတော့ဘေးရင်ဆရာနဲ့ပဲဆိုင်တယ်အဲ့ဒါမှန်ပါဗျာဒါလူတွေရဲ့ယုံကြည်ချက်မှာရေရာချီတယ်ဆိုတာဒီပမာရိသာယုံတာမဟုတ်ဘူးမှန်ပါဗျာတခြားလူမျိုးတွေလည်းယုံမှန်ပါဗျာနော်ရေရာချီတယ်ဆိုတဲ့အင်္ဂလိပ်စကားကိုသိကြလားမသိပါဘူးဗျာ keeping bad luck away to keep bad luck away bad luck ဆိုကန်ဆိုးတွေကိုတခြားကိုပို့ပစ်လိုက်တာကျမဗျာရေရာချီတယ် to keep bad luck away ကျမဗျာနော် keep bad luck away ဆိုတခြားဖယ်ပစ်လိုက်တာမှန်ပါဗျာအဲ့ရေရာချီတာမှန်ပါဗျာအစိုးရပြောင်းရေရာချီတယ်လို့ဆိုပြီးတော့ခြေကြတာပဲဒါအပြီးရင်သမားတွေနဲ့သက်ဆိုင်တယ်ပေါ့နော်မှန်ပါဗျာအဆိုးလုပ်တဲ့အချိန်ကအဆိုးကကိုယ့်ရဲ့နေမှာဖြစ်ပြီးသားမှန်ပါဗျာမြတ်စွာဘုရားရဲ့အဆုံးအမအရာအဆိုးပြောက်အောင်မလုပ်ရလဲကိုကဥမမယ်သူတော်ကောင်းတဦးကိုပြစ်မှားမိခဲ့တယ်သူ့ကိုစော်ကားပြီးတော့ပြောခဲ့တယ်ဆိုလို့ရှိရင်သူ့ကိုပြန်တောင်းပန်တယ်နောက်ထပ်မလုပ်ပါဘူးလို့ဝန်ခံကြည့်ပေးတယ်အဲ့ဒါလို့လှုပ်ခြင်းဟာဒီအဆိုးပြောက်တာတော့မဟုတ်ဘူးသူနှစ်ခုရှိတယ်လှုပ်တုံးကဖြစ်တဲ့အကုသိုလ်ကိုအာရမ္ပစလို့ခေါ်တယ်လှုပ်လို့ဖြစ်တာမှန်ပါဗျာအဲ့ဒီလုံးမိတဲ့အမှားကိုသိလာတဲ့အခါမှာစိတ်ညစ်နေတာကြတော့ဝိပရိတာရစလို့ခေါ်တယ်ဝိပရိတာရစလို့ခေါ်တယ်ပြန်တောင်းပန်တယ်ဆိုတာအဲ့ဝိပရိတာရစကိုဖျောက်တာမှန်ပါဗျာလုတ်ပြီးသားကပျောက်သွားတာလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာသူကဆက်ပြီးတော့အကုသိုလ်မဖြစ်အောင်ရပ်တန့်ခိုင်းတာပဲဖြစ်တယ်မှန်ပါဗျာမှန်ပါဆိုပါစို့ကိစ္စယောဂဖြစ်နေတဲ့လူကိုကိစ္စကိုဆေးနဲ့ထိန်းလိုက်တာပေါ့မှန်ပါဗျာကင်ဆာဆဲတွေမပွားအောင်ဆေးနဲ့ထိန်းပြီးတော့ isolate လုပ်တယ်လို့ပဲမှန်ပါဗျာယောဂကိုမပြတ်ပွားအောင် quarantine လုပ်တယ်လို့ပေါ့မှန်ပါဗျာအဲ့လိုပဲလုပ်လို့ရလုပ်တာပေါ့နော်မှန်ပါဗျာဒီအစိုးရလှုပ်ပြီးသားတွေလုံးဝဘာမှအကျိုးမဖြစ်ထုံမဲ့နဲ့ပျောက်သွားတယ်ဆိုတာမရှိဘူးမှန်ပါဗျာမရှိနိုင်ဘူးနော်မတရားလုပ်ပြီးရေရာခြေလိုက်ရင်အစိုးရပျောက်သလားဆိုမပျောက်ဘူးဒါကတော့ပျောက်နိုင်တာမျိုးမဟုတ်ဘူးဒါဆိုရင်အနေငယ်ယွန်နေသက်တာမျိုးရောဖြစ်နိုင်သေးလားရှင်စိတ်ထဲမှာတော့ကျင့်တတ်တယ်လို့တော့ရှိကောင်းရှိမှာပေါ့မှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာအဆိုးကတော့အဆိုးလာမှာပဲလေမှန်ပါဗျာကိုလှုပ်တဲ့အတိုင်းတာပေါ့ဒါတာမန်ဆိုလို့ရှိရင်တော့တာမန်ကိစ္စပေါ့ပျောက်သွားတယ်လို့ပြောတာမဟုတ်ဘူးတရားကြီးမှန်ပါဗျာမြတ်စွာဘုရားရှင်ခေတ်ကမိုးကြိုးပစ်တာကိုထလက်နဲ့ကာတယ်ဆိုတာဘုရားခေတ်ကပြောတာမှမဟုတ်တာအဲ့ဒါဗမာစကားပဲမိုးကြိုးပစ်တာကိုထလက်နဲ့ကာဆိုတာဆိုလိုတာကမိုးကြိုးလိုအရှိန်ကြီးတာကိုထလက်လိုအားပြောတဲ့ဟာနဲ့ကာလို့မရဘူးလို့ပြောတာပဲရှိတာအဲ့ဒါဆိုလို့ရှိရင်ဒါမြတ်စွာဘုရားရှင်ခေတ်ကဖြစ်မဆိုင်ဘူးဒါဘုရားနဲ့မဆိုင်ဘူးဘုရားရှင်ခေတ်ကဖြစ်တာလည်းမဟုတ်ဘူးခဏခေတ်လူတွေပြောနေတဲ့ဟာမှန်ပါဗျာမိုးကြိုးပစ်ရထလက်ကာဆိုတာအကာဝယ်မဖြစ်နိုင်ဘူးလို့ပြောတဲ့စကားဒါမှန်ပါဗျာမှန်ပါဗျာမိုးကြိုးလိုအရှိန်ဝါကြီးတဲ့အရာကိုထလက်နဲ့ကာလို့ပဲရမှန်ပါဗျာမရဘူးလို့ပြောလို့တာပေါ့နော်မှန်ပါဗျာမှန်ပါအဲ့ဒါကိုမြတ်စွာဘုရားရှင်ခေတ်ကမိုးကြိုးပြစ်တာကိုထလက်နဲ့ကာတယ်ဆိုတဲ့အဖြစ်ပြက်ကြားဥပါတယ်မရှိပါဘူးအဲ့ဒါမျိုးကခုနလိုရေရာခြေတာနဲ့ပျောက်သွားတယ်ဆိုတာမျိုးကတော့မြတ်စွာဘုရားလည်းမဟောပါဘူးတရားမှန်ပါဗျာခုနလိုတောင်းပန်လိုက်လို့ရှိရင်သူဟာစိတ်ချမ်းသာမှုရသွားပြီးတော့ကောင်းတာတွေကိုဆက်လုပ်သွားတဲ့အနေအထားပဲရှိတယ်မှန်ပါဗျာအဆိုးကတော့သူလှုပ်ထားတယ်ဥပမာပဲပြောမယ်ဆိုရင်ဒူးကွဲသွားလို့အမာရွတ်ထင်သွားရင်အမာရွတ်ကအမာရွတ်ပဲလေမှန်ပါဗျာဟုတ်တယ်မလားပဂရိတော့မဖြစ်ဘူးမှန်ပါဗျာအပြစ်တစ်ခုလှုပ်ပြီးရင်အဲ့ဒီအပြစ်ကတော့အမဲဆက်ကတော့ရှိနေမှာပေါ့မှန်ပါဗျာမှန်ပါသို့တော့နောက်ထပ်ဆက်မလှုပ်တာအဓိကမှန်ပါဗျာမှန်ပါဗျာ